မိန်းကလေးတွေပါမိမမာယာတဲကိုရလို့ဆိုခဲ့ကြပြီမယ်တကယ်စဉ်းစားကြည့်ရင်ယောက်ျားတွေရဲ့ပရိယေကိုမိမထင်ပါဘူးအတီးတကယ်ချစ်တာပါလို့ချိန်တရားမကပြောလိုက်ရင်အင်းဒီဆယ်နေကြရတဲ့မိန်းမတွေခေါင်းငင်းခဲ့ရတာယောက်ျားတွေရဲ့ပရိယေပါပြောသမျှကိုယုံမြင်သမျှကိုရတယ်မစင်းသားမစင်ញင်ကြတာမင်းတို့မိန်းကလေးတွေပေါ့ဝိတ္တာစားတာကမင်းသားနေတာထိုင်တာကတတိသားလီရန်ခတ်ထွားထွားလေးနဲ့အပြောလေးများတကယ်ကောင်းရင်ငယ်ပေါင်းကြီးပဲလို့ခွင့်ရပြီးရှင်လေးတရားကိုကြွေးကြည့်ရရင်သူ့ဝိသားသူ့ဇာတိမသိပဲချစ်ခဲ့ကြလို့ရပြီးမှကွဲသွားတဲ့အခါအညာမိတာကမိန်းကလေးတွေပါ